အသားရည်ထက်ပြေးဝဖို့ moisturizer လေးကိုအရင်ဆုံးလိမ့်ပါမယ်ဒီ moisturizer လေးမှာ primer လဲပါတဲ့အတွက်သူ့ကိုလိမ့်ပြီးဝိုင်း primer ထပ်ပြီးတော့လိမ့်စရာမလိုပါဘူး sun cream လေးကိုလိမ့်ပါမယ်သူ့ရဲ့ texture ကလေအရည်ကျဲလေးဖြစ်တဲ့အတွက် cream ထက်အသားရည်ပေါ်စိတ်ဝင်တဲ့ကြာချိန်ကမြန်တဲ့အတွက်တဲစုဆိုရင်ဒီ sun cream လေးကိုသုံးတာဘူးပေါက်မနေတော့ပါဘူး daily makeup လို့ပြင်တဲ့လူဆိုရင်ဒီဘူးလေးတစ်ခုလောက်တော့စောင့်ထားသင့်ပါတယ်နော် sun cream လိမ့်တဲ့အခါကျရင်လေအသားထဲကိုစိတ်ဝင်တဲ့ဒီတေချာလေးပုတ်ပေးပါနော်ဒါမှကိုလိမ့်တဲ့နောက်တစ် step တွေကကြာရှည်ခံမှာဖြစ်ပါတယ်မျက်ကွင်းညိုတဲ့နေရာလေးတွေကို peach corrector လေးထည့်ပါမယ်တဲစုကလေအသားဖြူတဲ့အတွက် peach corrector လေးကိုအသုံးပြုတာပါနော်အသားညိုတဲ့သူတွေဆိုရင်တော့လိမ္မော်ရောင်ကိုပဲသုံးရပါမယ်နော်ကွန်ဆယ်လာကို brush လေးနဲ့နည်းနည်းချင်းစီပဲယူပြီးတော့မျက်နှာအနက်လိုအပ်တဲ့နေရာလေးတွေကို brush လေးနဲ့ပပလေးစီဖြန့်ပါမယ် brush လေးနဲ့အသုံးပြုတာကလေ beauty blender နဲ့ဆိုင်ဒီ brush လေးကမျက်နှာအနှံ့ပပလေးဖြန့်တဲ့အခါကျရင်တအားအဆင်ပြေတဲ့အတွက် brush လေးကိုအသုံးပြုရခြင်းဖြစ်ပါတယ်နှာခေါင်းဘေးနှစ်ဖက်ကနီနေတဲ့နေရာလေးတွေကိုအစိမ်းရောင်ကာလာကော်လက်တာလေးလိမ့်ပါမယ်ကွန်ဆယ်လာလေးအပေါ်ကနည်းနည်းလေးပြန်ပြီးတော့ထည့်ပါမယ်ဝက်ချန်ရှိတဲ့နေရာလေးတွေကိုကွန်ဆယ်လာလေးနည်းနည်းထည့်ပါမယ်လက်ချောင်းလေးနဲ့ပဲပုတ်ပေးပါနော်ပါနီကို Pro X က liquid လေးကိုအသုံးပြုပါမယ် natural makeup လို့ no foundation makeup လို့တွေမှာဆိုရင်လေပါနီကိုဦးစားပေးပြီးတော့ခြေရပါမယ်နော်ပါနီခြေတဲ့အခါကျရင်ဒီလိုမျိုးအပြည့်လေးခြေပေးပါနော်ပေါင်တာလေးကိုပပလေးပဲပုတ်ပါမယ်တူဝေးလေးလည်းပပလေးပဲထည့်ပါမယ်ပါနီကိုပေါင်တာတိုက်ကလေးနည်းနည်းထည့်ပါမယ်glow look လေးရချင်လို့ highlight ကလေးတွေနည်းနည်းချင်းစီလိုက်ထည့်ပါမယ်
မျက်နှာသားရည်ကိုဝင်းတဲ့အဖက်ကိုသွားချင်လို့ဘလောက်စာကိုအသုံးပြုပါမယ်ဘလောက်စာအသုံးပြုတဲ့အခါကျရင်လည်းပချင်းစီပဲဒီလို brush လေးနဲ့ပဲထည့်ပါမယ်နာတန်ကွန်ထရိုးလေးကိုလည်းပလေးပဲချပါမယ်eyeshadow ကာလာလေးကိုလည်းအသားရည်အရောင်နဲ့နီးစပ်တဲ့ကာလာလေးကိုပဲအသုံးပြုပါမယ် natural sun နဲ့ပုံစံမျိုးဘက်ကိုရောက်ချင်လို့ပါမျက်လုံးအောက်ကိုလည်းအဲ့ဒီအရောင်လေးပဲချဲပါမယ်မျက်လုံးရှေ့ထိပ်ကိုရွှေရောင် highlight ကလေးထည့်ပါမယ်eyeliner ကိုတဲဆူက eyeshadow ကချက်ကအနက်ရောင်ကိုပဲအသုံးပြုထားပါတယ် brush လေးနဲ့အသုံးပြုတဲ့အခါကျရင်အရင်ဆုံး brush ကို setting spray လေးဖြန်းပြီးတော့ eyeshadow က color လေးကိုယူပါဒါမှ eyeshadow တွေကအရောင်မပြတ်မှာဖြစ်ပါတယ်မာစကာရာလေးကိုမေဘယ်လင်းရအသုံးပြုပါမယ်။သူကဘောလုံးပါပြီးတော့မျက်တောင်လေးကိုရှည်ထွက်တဲ့ပုံစံမျိုးရတဲ့အတွက် natural sun နဲ့ဘက်ကိုရောက်တဲ့အတွက်သူ့ကိုအသုံးပြုရခြင်းဖြစ်ပါတယ်။နှာခမ်းတွေကို brush အပွားလေးနဲ့ဆိုးပါမယ်။ natural sun နဲ့ပလေးပုံစံမျိုးဖြစ်ချင်လို့ brush အပွားလေးကိုအသုံးပြုတာပါနော်။ natural sun နဲ့လွတ်တင်မှာ gloss လေးမဖြစ်မလို့ gloss လေးကိုနည်းနည်းထည့်ပါမယ် brush အပွားလေးနဲ့ပဲထည့်ပါမယ် makeup ကိုအထူးကြီးလင်းရတာမကြရင်ဒီပုံစံလေးတိုင်း step by step လိမ့်ကြည့်ပါနော်ဗီဒီယိုလေးကို like comment subscribe လုပ်သွားပေးပါအောင်နော်